စက်ယုံတွေမှာတကယ်ကိုထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုရှိတယ်စက်ယုံဟာဘလောက်ပဲစုပ်ပြတ်နေပါစေလာစာဘလောက်နဲစီမံခန့်ခွဲမှုတွေဘလောက်ပဲညံ့ဖျင်းနေပါစေအလုတ်သမားကတော့အမြဲခေါ်လို့ရနေတာပဲတချို့သူတွေဆိုစူပါမင်းနေကြနေတာပဲတခြားသူတွေမလုံနိုင်တာကိုသူတို့ကအတင်းအောင်ရီပြီးလုပ်နေကြတာလာစာဘလောက်ပဲနဲလူအားခဲဘလောက်ပဲနှိမ့်နေတနေ့ကို10နာရီကျော်လုပ်ပြီးတရက်မှာ2000တောင်မပြေဘူးတလမှ4သိန်းကျော်5သိန်းပဲရတာတောင်သွားလုပ်မဲ့သူကရှိနေတာပဲစက်ယုံမှာအလို့အပြေပဲဒါဟာတကယ်ပဲမရေရဘူးလားပို့ပြီးလက်တွေ့ကြတဲ့အချက်ကတော့ဒီစက်ယုံတွေဟာအလုတ်ကခက်ခဲတယ်လူခေါ်ရခက်တယ်ဆိုတာသိနေရတဲ့လူတွေကိုအဆက်မပြည့်လဲလှယ်ပြီးကပဲလုပ်ငန်းလေပတ်အောင်လုပ်နေကြတာတကယ်ဆိုရင်အလုတ်ခက်ခဲရင်ထောက်ပံ့ရေးတိုးပေးတာခန်းစားခွင့်တွေမြင့်တင်ပေးတာဒါမှမဟုတ်လုပ်ငန်းခွင်အခြေအနေတွေကိုပြုပြင်ရမှာဒါပေမဲ့သူတို့ပြောတာကတော့မင်းမလုပ်ရင်လုပ်မဲ့သူတွေအများကြီးပဲဆိုတဲ့စကားတစ်ခွန်းနဲ့အဆုံးသတ်မှာတော့ဘယ်သူမှကောင်းကျိုးမခံစားရပဲအလုတ်သမားတွေပဲတတုတ်ပြီးတတုတ်ပြောင်းလဲနေကြရတာပါပဲ